Hello ဒီနေ့ချက်စားမာလေးကတော့မုံလာဥချင်လေးပဲဖြစ်ပါတယ်။ကျွတ်တုံအဖြူနီထောင်းထားတာလေးကိုစီတက်ပါမယ်။စနစ်မုတ်လေးလည်းနည်းနည်းထည့်ပါမယ်။စနစ်မုတ်နှံလေးနဲ့ကျွတ်တုံအဖြူနီလေးကမှုေးလာပြီဆိုလို့ရှိရင်မြုပ်သည့်အယောင်တင်မုတ်လေးထည့်ပါမယ်။ရောင်တင်မုံလေးကိုနည်းနည်းလေးစက်အောင်လို့မှုေးလိုက်ပါမယ်။ဒါကစီနည်းနည်းပဲသုံးထားတဲ့အတွက်ကြောင့်မို့လို့ရေလေးနည်းနည်းထည့်ပြီးတော့လုံးပါမယ်။ညုတ်သီးလေးတွေမှုေးလာပြီဆိုလို့ရှိရင်ငံပြာရည်လေးနည်းနည်းလေးထည့်ပါမယ်။ငံပြာရည်ကတော့အများကြီးမစားနိုင်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးပဲထည့်ထားတာဖြစ်ပါတယ်။လိုအပ်မှအငံလိုတယ်ဆိုရင်စားလေးပဲထည့်မှာဖြစ်ပါတယ်။မြုပ်သီးလေးတွေအနက်မွေးလာပြီဆိုရင်ပဇွန်နယ်ထားတဲ့ဟာလေးတွေကိုထည့်ပေးပါမယ်။ပဇွန်လေးတွေကိုလည်းအသားလေးတင်းပြီးတော့မှုေးလာအောင်လို့ကြော်ပေးပါမယ်။အသားလေးတင်းလာပြီဆိုလို့ရှိရင်သီးဖြတ်ထားတဲ့အသီးရွက်လေးတွေကိုထည့်ပေးပါမယ်။ရေမထည့်သေးပဲနဲ့ပဇွန်နဲ့မြုပ်သီးအသီးရွက်တွေကိုမျှနေအောင်လို့မှုေးလိုက်ပါမယ်။ဒီချိန်တော့တက်မှဆိုလို့ရှိရင်ကိုထည့်ခြင်းနဲ့အပေါ့အငံလေးတွေထည့်ပေးလို့ရပါတယ်။မြက်ကတော့ဒီမှာဒါရှိမုတ်ထည့်မယ်။ပြီးတော့ပန်းရောင်စားလေးထည့်ပါမယ်။ဒါလေးတွေပြီးသွားလို့ရှိရင်အကုန်လုံးကိုသမနေအောင်လို့မှွေပေးဖို့လိုအပ်ပါတယ်။ရေမထည့်သေးပဲနဲ့မုံလာဥလေးကိုနူးအောင်လို့ဒီတိုင်းလေးတည်ပေးထားပါမယ်။အသီးရွက်ဆိုတော့ရေကားသူ့အနေနဲ့သူပြန်ပြီးတော့ထွက်တက်လို့ပါဒါလေးကိုဖွင့်ကြည့်လိုက်မယ်ဒီမုံလာဥလေးကရေလေးတွေလည်းနည်းနည်းခမ်းပြီးဆိုမှကိုကရေထက်ထည့်မှမျိုးတွေလုပ်မယ်ပေါ့နော်ရေလေးလူတလောက်ထည့်ပြီးတော့ထပ်ပြီးတော့ချက်ထားပေးပါမယ်မုံလာဥလေးတွေကိုနူးအောင်လို့အရင်ချက်ပေးဖို့လိုအပ်ပါတယ်မုံလာဥလေးဒီအနေထားဆိုလို့ရှိရင်နူးလောက်ပြီလားလို့စမ်းကြည့်ရပါမယ်မုံလာဥလေးတွေနူးတော့မှအပေါ်ကနေပြီးတော့မကြီးရည်လေးထည့်ပါမယ်မုံလာဥကလေအရန်မကြီးရည်များသွားရင်လည်းအရန်ချင်လို့ရင်စားမကောင်းတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးပဲထည့်ပါမယ်ချင်ရင်းဆိုပေမဲ့အရေးအများကြီးလည်းမကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရေးဆက်ဆက်လေးနဲ့ပဲချက်ခဲ့ပါတယ်ချက်ခံနေပြီဆိုလို့ရှိရင်တော့ကိုယ်စိတ်ကြိုက်အရသာမြည်ပြီးတော့ငရုတ်သီးလေးအုပ်ပါမယ်ပြီးတော့မြက်ကနနံပင်လေးကြိုက်တဲ့အတွက်ကြောင့်မလို့နနံပင်လေးကိုလည်းအုပ်ပေးပါမယ်ဒါဆိုလို့ရှိရင်တော့မုံလာဥချင်လေးစားလို့ရပါပြီတွဲဖက်ပြီးတော့ငါးကြော်လေးနဲ့စားမှာဖြစ်ပါတယ်ခုဆိုလို့ရှိရင်မုံလာဥချင်လေးချက်လို့ပြီးသွားပါပြီနနံပင်လေးအုပ်လိုက်တော့ပို့ပြီးတော့မှုေးနေတာပေါ့နော်